မွေးနေ့လေးလည်းဖြစ်တယ်တော်တို့တရားစတိုင်မှာလည်းကြောင်ညာရိုက်ခွေးလေးကကိုဖန်းရင်မိုးနဲ့စခဲ့ရခေါ်လေအမှတ်တရလေးလည်းဖြစ်ချင်တဲ့အတွက်လက်တီနက်စပန်ဆာအဖြစ်ပါဝင်ပေးထားတယ်ပြီးတော့ဒီမှာလာရောက်အားပေးကြမယ်ပေါ့နော်ကိုဖန်းရင်မိုးပြည်သက်တွေကိုဆိုလို့ရှိရင်တော်တို့ဒီလက်ဆောင်အဖြစ်ပေါ့နော်တနေ့မှာ2ဦးပေါ့နော်ဒါတော့ရွှေလက်ဆောင်လေးရွှေပစ္စည်းလက်ဆောင်လေးပေးဖို့လည်းစီစဉ်ပေးထားပါတယ်ဒါအပြင်ဒီမှာပေါ့တော့ဒီကန့်မှာပေါ့နော်လုပ်ပေးထားတဲ့ဒီကိုဖန်းမိုဘိုက်ကောင်းလေးနဲ့ရိုက်တီဖြစ်စေပြီးတော့တရားသူစာရဲ့ page လေးကို follow လုပ်ပေးပြီးဖြစ်စေမြေတားလက်ဆောင်လေးလည်းထပ်ပေးဖို့ပေါ့နော်စီစဉ်ပေးထားပါတယ်ရှင်တော့ဒီစီစဉ်ပေးထားတဲ့တွေကကန်တူးရှင်2ဦးကကိုဖန်းမိုနဲ့သူမွေးနေ့လေးလည်းပေါ့နော်ကိုဖန်းမိုရဲ့မွေးနေ့ပွဲလေးကိုလည်းတူတူချင်းပလို့ရမှာဖြစ်ပါတယ်ပြင်ပမှာလည်းတော်တို့ဒီမွေးနေ့ပွဲကိုလာရောက်ကြည့်ရှုနိုင်အောင်တော့ငကိုရဲကပွဲလက်မှတ်လေးပေါ့နော်ကြိုဝယ်ပေးပြီးတော့မဲနိုင်ပေးထားရဲအဲ့မှာကန်တူးရှင်တွေလည်းလာမယ်ပေါ့နော်ဒါအပြင်ပေါ့ဒီတော်တို့တရားရွှေဖိုင်အိမ်လေးပေါ့နော်ကိုတိုင်းမိုပါရဲ့အိမ်ကိုတိုင်းမိုပုံလေးနဲ့အိမ်လေးအပြင်ထီးလေးတွေရောတခြားသောလက်ဆောင်လေးပေါ့နော်ထည့်သွင်းပေးထားပါရဲ့အမှတ်တရလေးဖြစ်စေချင်လို့လေဟုတ်ကဲ့တင်ငယ်ကျုံမှာပေါ့ဇက်လာကန်ရင်းနဲ့ဆိုင်းမွန်နဲ့တည်တာပါရှင်ဆိုင်းမွန်နဲ့ဒီပေါ့နော်ဒီရွှေကြော်ညာလေးကိုလည်းရိုက်တယ်ပြီးတော့ဆိုင်းမွန်ရဲ့ရွှေကြော်လေးရိုက်တာလည်းအရန်လှတယ်ပြီးတော့ဆိုင်းမွန်ကိုကြီးကျော်ကပြတာလည်းအရန်အဆင်ပြေတယ်ပေါ့နော်အဲ့မှာသူအရန်သဘောကျပြီးတော့အရန်ခင်ပြီးတော့ဒီဘက်မှာပလက်တီနမ်စပွန်ဆာဖြစ်စီစဉ်လိုက်တာပါရှင်အရန်သဘောကျတယ်နက်ဆရာကြီးကလည်းသူအရန်ချစ်တယ်အကုန်လုံးပေါ့နော်ဆိုင်းမွန်ကရွှေကြော်ညာမှာလည်းအောင်မြင်တယ်ကိုကြီးကြော်ကားတဲ့အခါမှာလည်းတော်တော်လေးကိုအဆင်ပြေရပေါ့နော်အားကြောင့်ဆိုင်းမိုးနဲ့လက်တွဲတာပါပေါ့နော်ခုကပေါ့နော်ကိုဖန်းရင်မိုးမွေးနေ့လေးလည်းဖြစ်တယ်တော်တို့တရားစတိုင်မှာလည်းကြောင်ညာရိုက်ခွေးလေးကကိုဖန်းရင်မိုးနဲ့စခဲ့ရခေါ်လေအမှတ်တရလေးလည်းဖြစ်ချင်တဲ့အတွက်လက်တီနက်စပန်ဆာအဖြစ်ပါဝင်ပေးထားတယ်ပြီးတော့ဒီမှာလာရောက်အားပေးကြမယ်ပေါ့နော်ကိုဖန်းရင်မိုးပြည်သက်တွေကိုဆိုလို့ရှိရင်တော်တို့ဒီလက်ဆောင်အဖြစ်ပေါ့နော်တနေ့မှာ2ဦးပေါ့နော်ဒါတော့ရွှေလက်ဆောင်လေးရွှေပစ္စည်းလက်ဆောင်လေးပေးဖို့လည်းစီစဉ်ပေးထားပါတယ်ဒါအပြင်ဒီမှာပေါ့တော့ဒီကန့်မှာပေါ့နော်လုပ်ပေးထားတဲ့ဒီကိုဖန်းမိုဘိုက်ကောင်းလေးနဲ့ရိုက်တီဖြစ်စေပြီးတော့တရားသူစာရဲ့ page လေးကို follow လုပ်ပေးပြီးဖြစ်စေမြေတားလက်ဆောင်လေးလည်းထပ်ပေးဖို့ပေါ့နော်စီစဉ်ပေးထားပါတယ်ရှင်တော့ဒီစီစဉ်ပေးထားတဲ့တွေကကန်တူးရှင်2ဦးကကိုဖန်းမိုနဲ့သူမွေးနေ့လေးလည်းပေါ့နော်ကိုဖန်းမိုရဲ့မွေးနေ့ပွဲလေးကိုလည်းတူတူချင်းပလို့ရမှာဖြစ်ပါတယ်ကိုဖန်းမိုကစမ်းလဲကောင်းတယ်ဒီကတော့အပြုံးဖြစ်နေတယ်အဲ့ဒါရယ်ပြီးလို့ရှိရင်ဒီလုံးတဲ့အခါမှာလည်းစီးစနစ်ကြရလို့မြင်ပါတယ်အချိန်လဲပေးနိုင်တယ်စေတနာလဲကောင်းတယ်ပေါ့အဲ့ဒါသူ့အတွက်တိုးတက်မှုလို့ပါရှင်လုံးတာတော့တော်တော်လေးကိုစေတနာပါပါတယ်အချိန်လဲပေးတယ်ဆိုင်မှာကြောင်ညာရိုက်တုန်းကလည်းတနေ့ကုန်မနေ့ကနေညအထိပဲတော်တော်လေးအချိန်ပေးတယ်စေတနာပါတယ်အားကြောင့်လည်းအစင်လည်းတော်တော်လေးပြပါတယ်လေဟုတ်ဆိုင်းမွန်နဲ့လည်းနောက်ထပ်ကြောင်ညာရီလည်းရိုက်ဖို့ရှိပါတယ်ဆိုင်မှာလည်းကြောင်ညာရီရိုက်ဖို့လည်းစီစဉ်ထားပါတယ်ဆိုင်းမွန်မအားသေးလို့စောင့်နေတာပါဒီနေ့ပေါ့နော်ဒီနေ့2026လပိုင်းမှာတော့ချစ်ရတဲ့ customer တွေအားလုံးကိုတယောက်ရှိဆိုင်မှာထူးထူးခြားခြားလေးပြောင်းလဲသွားတာနဲ့ဇာတက်ပံ promotion ပေါ့ဇာတက်ပံအစီအစဉ်လေးရတော့ဗရင်ပင်ရော့တဲ့နဲ့ချစ်ရတဲ့ customer အားလုံးဇာတက်ပံရောင်းချပေးနေပါရဲ့လို့အဲ့ဒါလေးကိုပေါ့သေချာပြောချင်ပါရဲ့လို့ချစ်ရတဲ့ customer အားလုံးကိုကျေးဇူးဆက်တဲ့အနေနဲ့ပါလို့ရာသက်ပံပရင်ပင်ရောတော့ပေါ့နော်ဒီတော့ဆိုတာလက်ကားအဲ့လိုဝယ်ယူသူတွေအတွက်တာရှိပေမဲ့တော့အခုဆိုလက်လီလက်ကားအကုန်ဘသူဝယ်ယူပေါ့နော်ရာသက်ပံပရင်ပင်ရောတော့တာရောက်ချပေးနေဖြစ်ပါတယ်ကျေးဇူးဆက်တဲ့အနေနဲ့ပေါ့နော်ဟုတ်ကဲ့ကိုတိုင်းရေမိုးပွဲမွေးနေ့ပွဲကိုပေါ့နော်လာရောက်ကြည့်ရှုအားပေးမယ်ပြည်သက်များကိုလည်းပျော်ရွှင်ရအောင်ပို့ပြီးတော့အမှတ်တရရဖြစ်အောင်ပေါ့တော့တရားရွှေစာရခုနကမားတို့ပြောသလိုမွေးနေ့ကိတ်ခွဲပေးမယ်စီဖေမှာရွှေလက်ဆောင်လေးပေးပေးမယ်အပြင်ပေါ့နော်တော့ဒီဘက်ပြင်ပမှာလည်းတော့တို့ဒီမွေးနေ့ပွဲကိုလာရောက်ကြည့်ရှုနိုင်အောင်တော့ငကိုရဲကပွဲလက်မှတ်လေးပေါ့နော်ကြိုဝယ်ပေးပြီးတော့မဲနိုင်ပေးထားရဲအဲ့မှာကန်တူးရှင်တွေလည်းလာမယ်ပေါ့နော်ဒါအပြင်ပေါ့ဒီတော့တရားရွှေဖိုင်အိမ်လေးပေါ့နော်ကိုတိုင်းမိုပါရဲ့အိမ်ကိုတိုင်းမိုပုံလေးနဲ့အိမ်လေးအပြင်ထီးလေးတွေရောတခြားသောလက်ဆောင်လေးပေါ့နော်ထည့်သွင်းပေးထားပါရဲ့အမှတ်တရလေးဖြစ်စေချင်လို့လေဟုတ်ကဲ့ဆိုင်းမိုးရဲ့ဒီနေ့ပေါ့နော်ဒီနေ့မွေးနေ့ကနေစပြီးတော့ရာသက်ပံလုပ်ငန်းတွေလည်းအဆင်ပြေပါစေကြော်ညာလုပ်ငန်းတွေလည်းအများကြီးလုပ်နိုင်ပါစေဒီထက်မကစိတ်ချမ်းသာပြီးတော့စိတ်ရှည်နေတာတွေလည်းဒီထက်မကတိုးတက်ပါစေ
အန်ဒီနဲ့ကြော်ညာစရုပ်ကူတော့ပါပေါ့နော်ပြောခဲ့တဲ့စကားလေးလိုပဲလေစိတ်နေချွေဒီနေ့2026ကနေစပြီးတော့တိုးတက်တော့မယ်အများကြီးရတော့မယ်ဆိုတဲ့အတိုင်းပဲအခုတကယ်တည်းဖြစ်သွားပြီအတွက်အရန်ဝမ်းသာပါတယ်နောက်တဲ့စိတ်နေချွေဒီထက်မကတိုးတက်ပြီးရပါစေလုပ်ငန်းတွေလည်းဒီထက်မကအဆင်ပြေပါစေစိတ်ချမ်းသာပါစေရှင် ကိုဖမ်းမိုးမွေးနေ့ရပါပြီးတော့ပေါ့နော်ဒီထက်မကဖိတ်ချမ်းသာပါစေပြီးတော့လုပ်ငန်းတွေလည်းဒီထက်မကအများကြီးရရှိပြီးတော့မိဘကိုလည်းဒီထက်မကထောက်ပံ့နိုင်တဲ့တားကောက်ရတနာလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်